ထိုင်းမှာရောက်နေတဲ့ညီမလေးတွေအတွက်ဆရာမဒီနေ့နော်ဒီဘယ်လိုပြောလဲမြည်ပြတ်သွားပြီပြတ်သွားပြီဆရာမတို့ဒီတိုင်းလေးပဲဆက်ပြီးတော့ကြည့်ပေးပါเนาะအဲ့တော့ထိုင်းရောက်ညီမလေးတွေအတွက်เนาะဒီဆရာမเนาะဒီအလုပ်အကိုင်အဆင်ပြေဖို့ငွေကြီးအဆင်ပြေဖို့အတွက်เนาะဆရာမเนาะဒီနေ့လာကြွားကြပါတယ်ဒီအကြွားလေးကလည်းကျမရဲ့ဒီ Facebook ကနေเนาะဒီယူထားတဲ့ access ယူထားတဲ့ comment ပိုင်ရှင်လေးပါเนาะဒီအလုပ်အကိုင်မရှိသေးဘူးပဲဖြစ်ဖြစ်เนาะရှိတဲ့အလုပ်ကကိုမကြိုက်နေဘူးအလုပ်ပြောင်းချင်တာပဲဖြစ်ဖြစ်ကိုအဆင်ပြေဖို့အတွက်ဒါထိုင်းရောက်မြန်မာတွေအတွက်အားရင်တစ်ခုဖြစ်စေတာကိုဆရာမကြွားပါမယ်เนาะစုလဲဆိုရင်เนาะဒီအကောင့်ပိုင်ရှင်လေးကเนาะစုလဲတဲ့ဆရာမလေးကြီးတဲ့ကျမကတဲ့ထိုင်းကပါတဲ့မနေ့ကမှတဲ့ထွင်ကတွေ့လို့တဲ့ယုံကြည်ရွတ်တာနေ့လေကြအလုံးမရှိတာအလုံးအစင်ပြေရသွားပြီပတ်စံလေဝင်ပါတယ်ကျေးဇူးပါရှင် Oh my god เนาะအလုံးမရှိတဲ့သူလေအလုံးရတယ်ပတ်စံလေဝင်တယ်သမီးလေးရမ်းတော်တယ်နောက်နေ့ရက်တိုင်းလေငွေတွေအများကြီးဝင်ပါစေလက်လာပါတွေပပောင်းစွာနေပွင့်ပါစေအစအရာရာအဲ့ဒီထိုင်းနိုင်ငံမှာအဆင်ပြေပါစေလို့ဆရာမဒီနေ့ကနေဆုတောင်းပေးပါတယ်เนาะသမီးလေးเนาะနောက်လည်းပဲရတာလေးတွေကိုဆရာမကိုလာကြပေးပါအောင်เนาะမမရရဆမဒီနေ့ကဇန်နဝါရီ18ရက်နေ့เนาะဒီဇန်နဝါရီ15ရက်နေ့လား14ရက်နေ့လားမသိဘူးထိုင်းနေပေါ့เนาะထိုင်းကညီမလေးကသူကထိုင်းကဆိုရင်ဆမဘိုင်ဘာကနေတိုင်ပင်ဆွေးနွေးတာ哦သူကထိုင်းမှာကြတော့မလုံတက်လို့ဆိုပြီးတော့မြန်မာပြည်ကိုပြန်လာတယ်ပေါ့เนาะသူကတထုံကလားမသိဘူးเนาะတထုံထင်တယ်ဆရာမကတော့เนาะအဲ့တော့တထုံကเนาะသူခဏရောက်နေတယ်အဲ့ဒီမှာဆရာမနဲ့တိုင်ပင်ဆွေးနွေးတယ်เนาะသူရဲ့တူမလေးကလည်းထိုင်းမှာရှိသေးတယ်တူမလေးကလည်းတိုင်ပင်ဆွေးနွေးဖို့အတွက်ပြင်ဆင်နေတယ်ပေါ့เนาะဒီလိုလေးကြီးကြားရတယ်เนาะသူတို့ကလည်းဆရာမကိုမြင်ကြရနေဘာလေးတွေရလို့လာတာလဲလို့ဆိုရင်เนาะဆရာမရဲ့မျက်နှာလေးကိုမြင်ရတာကြည်နူးလို့စိတ်ချမ်းသာလို့เนาะဒီဘယ်လိုပြောရမလဲရင်ကိုဖွင့်ချင်တာတိုင်းကိုတိုင်ပင်ချင်တာဒီလိုပုံစံလေးတွေနဲ့လာကြတာအဲ့လိုမျိုးကိုလည်းပဲတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လုပ်ငန်းတွေအဆင်ပြေချင်တယ်တသက်ဆောင်ငွေဝင်လန်းတွေဖွင့်ချင်တယ်ဆိုရင်3992564588မှာဆက်သွယ်ပြီးတော့เนาะbooking ယူနိုင်ပါပြီဖုန်းနဲ့ဆိုရင်တဦးကို3သိန်းမှာအပြင်တွေ့ဆိုရင်တဦးကို3သိန်းမှာစလင်းမျိုးနဲ့မကွေးမျိုးပေါ်ဆိုရင်ဆရာမကချက်ချင်းတွေ့ပါတယ်အချိန်လေးညှိပြီးတော့ပေါ့နော်အဲ့တော့ဒီမှာပြထားတဲ့ comment လေးကဆရာမရဲ့ Facebook ကနေယူထားတာဖြစ်ပါတယ်အားလုံးလည်းပဲထိုင်းရောက်မြန်မာလေးတွေအားလုံးအစစရရအဆင်ပြေကြပါစေ